အမျိုးသမီးတွေမှာစိတ်တက်ပန်းကြိုက်ခံမှုရယ်ခန္ဓာကိုယ်ကြက်ခံမှုရယ်စိတ်တက်ပန်းကြိုက်ခံမှုမှာကျမတို့ကအိမ်မှာမိသားစုတွေသားသမီးတွေမျိုးသားအဲ့လိုတွေနဲ့နေရတဲ့အခါမှာကျမတခါလေကိုဖြစ်ချင်တယ်ကိုဖြစ်စေချင်တဲ့အရာလေးကဒီလိုမျိုးသူဖြစ်ချင်တဲ့အရာကဒီလိုမျိုးလေးတွေဖြစ်လာတဲ့အခါမျိုးကြရင်ကျမကဘယ်လိုမျိုးစိတ်ထားလေးထားလိုက်လဲဆိုရင်အော်ကိုကသူမမဟုတ်တာအဲ့စိတ်ကလေးထားလိုက်တဲ့အချိန်မှာကျမအတွက်အဲ့တရက်တာအရန်ကိုနေလို့ရတာရှိသွားတယ်နေလို့ရမ်းကောင်းသွားတယ်အဲ့ဒါဆိုရင်ကျမတို့ခန္ဓာကိုယ်ကြက်ခိုင်မှုကကျတော့ကျမတို့ဘယ်လိုပြောမလဲကျမတို့40ကျော်မျိုးသမီးတွေမှာကျတော့ကျမတို့ဘာတွေဖြစ်လာလဲဆိုအယိုးကျွတ်ဆက်မှုတွေဖြစ်တတ်တယ်အယိုးကျွတ်ဆက်မှုတွေဖြစ်တဲ့အခါမှာကျမတို့ကခန္ဓာကိုယ်ကြက်ခိုင်ဖို့အတွက်ကိုကျမတို့နေ့စဉ်စားသုံးတဲ့အရာတွေကကျမတို့အဲ့မှာပြန်ပြီးတော့ရွေးချယ်ဖို့လိုအပ်လာပြီအဲ့ဒါဘာလဲဆိုရင်ကျမတို့အသက်40ကျော်ပြီဆိုရင်ကျမတို့ရဲ့ဒီသွေးထဲမှာပေါ့နော်သွေးထဲမှာကျမတို့ကကယ်ဆီယမ်ဓာတ်တွေကအများကြီးရှိတယ်အဲ့အများကြီးရှိတဲ့အထက်မှာကျမတို့တွေကကလေးတွေမွေးခဲ့ရတယ်ခွဲစိတ်မှုတွေလုပ်ခဲ့ရတဲ့အပိုင်းမှာကျမတို့ကယ်ဆီယမ်ဓာတ်တွေအများကြီးဆုံးရှုံးသွားတယ်အဲ့ဆုံးရှုံးမှုကိုကျမတို့ကဘာနဲ့ဖြည့်ဖို့လိုလဲဆိုရင်ကျမတို့ကနေ့စဉ်အဖြူရောင်ပါတဲ့အစားအစာတွေကိုကျမတို့စားတောင်းဖို့လိုအပ်တယ်အဲ့ဒါဘာလဲဆိုရင်ကျမရွေးချယ်လိုက်တဲ့အရာကတော့နံပါတ်1ကျမတို့ကြက်ဥကကျမတို့အမျိုးသမီးတွေအတွက်အရန်ကိုအရေးကြီးတယ်အဲ့နံပါတ်2ကကျမတို့ဘာလဲဆိုရင်ကျမတို့နွားနို့အဲ့နွားနို့တောက်ချင်းရလဲကျမတို့အတွက်အရန်ကောင်းတယ်အဖြူရောင်ပါတဲ့အစားအစာအဲ့မှာကျမတို့ပဲနို့ကျမတို့ရှမ်းပြည်ဘက်မှာကတော့တဘာဝထုတ်တဲ့ပဲပိဆက်နို့အစ်စ်ကလေးရှိတယ်အဲ့ဒီပဲနို့လေးတွေကိုကျမကတောက်ဖြစ်တယ်အဲ့ကနေကျမတို့ကအဲ့ဒါဘာလဲဆိုရင်ထူဖူးဖြူလေးတွေလည်းကျမတို့စားဖြစ်တယ်အဲ့တော့ကျမတို့နေ့စဉ်ဖြတ်တန်းမဲ့အချိန်မှာခန္ဓာကိုယ်ကြန့်ခိုင်မှုရယ်ကျမတို့စိတ်တက်ပိုင်းကြန့်ခိုင်မှုရယ်ဟာအရန်ကိုလိုအပ်ပါတယ်ကျမတို့နေ့စဉ်တရက်တာမှာကျမတို့လုံလောက်တဲ့အစာအာဟာရရယ်စိတ်အာဟာရရယ်ဆိုတာကျမတို့ရှိနေဖို့လိုတာပေါ့နော်နေ့စဉ်ကျမဒီနှစ်ချက်ကလေးနဲ့သွားတာပေါ့နော်ဒီဗီဒီယိုလေးကအကျိုးရှိမယ်ဆိုရင်ကျမတို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ကောင်လေးကို follow လုပ်ပေးခဲ့ပါ